တိနတ်ပြည်ရှိပါဗျာအာဘုရားတပည့်တော်ဒေသဗုဒ္ဓတို့မြတ်စွာဘုရားကိုပရဏံကိုဝေယဟု၍ကိုပေမိစိတ်ကပါ၏ဒေဒနာသစ္စာဝိဒေနာဤသို့ဒေနမဂတောသစ္စာလောဆိုတဲ့ကြောင့်ဒီဘုရားတပည့်တော်အားတရားမင်္ဂလာကောင်းမြတ်သောအောင်မြင်မင်္ဂလာအပြည့်အစုံဘောတုမုတ်ရမတွေ့ပြည်တော်ရပါလို့ရှင်ဗျာဒေဒနာသစ္စာဝိဒေနာဤသို့ဒေနမဂတောသစ္စာလောဆိုတဲ့ကြောင့်ဒေတုံမာကံဘုရားဝိယံတော်ရာဇဝတော်ညာပရိသတ်လူပရိသတ်တွေကတော့ပေါင်းတော်တို့အားဘုရားမင်္ဂလာကောင်းမြတ်သောအောင်မြင်မင်္ဂလာအပြည့်အစုံဘောတုမုတ်ရမတွေ့ပြည်တော်နိုင်ကြပါစေဘောတည်းဓမ္မဘုရားတော်မြတ်သည်မေဘုရားတပည့်တော်ဤဝါရတုကဲလုံးမြတ်စွာသောဗရဏံကိုဝေယစေကဖြစ်ပါ၏ပညာတရားတော်မှာတပါးသောဗရဏံကိုဝေယစေနတ်သူရှိတော်ဗျာအာဘုရားတပည့်တော်ဒေသဓမ္မသူတရားတော်မြတ်ကိုဗရဏံကိုဝေယဟု၍ဥပေမိစိတ်ကပါ၏ဒေဒနာသစ္စာဝိဒေနာဤသို့လေးနဲ့မဂ္ဂသောသစ္စာတော်ဆိုတဲ့ကြောင့်မေဘုရားတပည့်တော်အားဘုရားမင်္ဂလာကောင်းမြတ်သောအောင်မြင်မင်္ဂလာအပြည့်အစုံဟောတုမုတ်ချမတွေ့ပြည်တော်ရပါလို့ဆိုဗျာ